မင်္ဂလာပါမင်္ဂလာပါလို့ပြောလိုက်လေအခုပဲသွားနာလဲ Garden of the Wall ဆိုတော့ဒီကဗလင်းကအကြီးဆုံးပန်းချင် nice အခုကဘယ်သူတွေနဲ့လဲ မိသားစုစင်တာပေါ့နော် family center ပေါ့ဒီမှာဂျာမန်သားတွေလည်းကအသင်ပေးတယ်ပေါ့နော်ဆိုရသူတို့ထောက်ပံ့တယ်အဲ့အသင်ကဆရာမတွေရဲ့အားပြီးတော့လာပြီးတော့ကလေးတွေလာထိန်းကြရပေါ့နော်အဲ့ကသူတွေနဲ့အခု Garden of the Wall သွားနေတာပါဘလို့ပြုတ်ကြပြောပြပါဖေဖေမသိလို့တာတော်ကြီးတို့တာတာဒီလိုပြပါလားအော်လို့တော်လို့ဒီကလာတော့လာတဲ့မလားဆိုမခေါ်ဘူးဘာလို့လဲဒီလား这边呢，不见得，把别人家这边念不闹。သိကျင်လို့လားခဏနေအောင်ဝင်လို့မရသေးဘူးဘာကြည့်နာဒါပဲတဲ့တာတော့လည်းတဲ့ပဲအခုကပန်းညောင်အဲ့ဒါနဲ့သွားအောင်ပါလေယောက်ျားပဲဟာအေးပါဟိုမှာလေတူသွားဖေဖေတတချီသွားနော်ဖေဖေတတကိုစောင်းရှောက်နော်တက်တာကြလားဟဲ့မကြောက်တော့လားတကားကြီးကပိတ်သွားမှာနော်တကားကြီးကပိတ်သွားရင်ဘာမှမဖြစ်တော့နော်ဟုတ်လားဘာမှဖြစ်တော့တကားကြီးကပိတ်သွားပြီအမကြီးတကားပိတ်သွားပြီဟုတ်မကျန်တကားပိတ်သွားပြီအော်မိုက်တယ်ကွာဟောတဖြည်းဖြည်းမြန်လာတော့မကြည့်အော်မိုက်တယ်ကွာမကြိုက်ရုံးမှမကြည့်ရဂျာနေမှာလာစီရမောင်ကကြိုက်ကြည့်မှစီးဘူးပဲဟုတ်လားတိတ်ဆိတ်တည်နေပြီးတော့မိုက် peace ရောက်ပါပြီဘောမကစားတဲ့တဲ့လားအေးဟုတ်ပါဝေါညာဘက်မှာကစားခွင့်မှာတတဆော့မှာအောက်စင်းတော့မယ်ဟောကိုခြေတန်းနဲ့တွေ့ပါပြီအာဟိုဟာကြီးတဲ့ဝင်ကဘာကြီးတဲ့အေးဟာဝင်ကဘာကြီးမိုက်သူကတကယ်ဝင်ကဘာဖြစ်ဒီဟာကိုနီးပြီးတော့အလဲကိုမရောက်နိုင်ဘူးသူကအလဲရောက်ဖို့လည်းမစဉ်းစားတော့ပါဘူးအပြင်ပြန်ထွက်ဖို့ပဲစဉ်းစားဘလို့ပြန်ထွက်ရမှာမသိဘူးဒီနေ့ရှက်ကားတယ်ကြောက်တော့သူလှုပ်လို့ရဟာလားပန်းညံကိုရောက်ပါပြီရန်တရုတ်ပြည်ကိုရောက်ပါပြီဂျေရန်တို့က8လပိုင်းဆိုတရုတ်ပြည်ကိုသွားမှာเนาะဟုတ်လားဒါအစမ်းဂျူးတွေဂျပန်တွေကိုရီးယားပန်းညံတွေဆက်သွားပါမယ်ဒါဘယ်ကိုသွားနာလဲအေးရတယ်ကြိုက်သူလို့စီဟိုးမှာဟိုတက်နေတာဟာမိုက်တယ်ကျန်ဒီကသွားတဲ့လမ်းကြီးကရှယ်ပဲဟုတ်တယ်အဲ့ဒါကူကြီးလားအေးဟုတ်တယ်အဲ့ဒါကူကြီးကျန်မိုက်ကူကြီးရဲ့ကိုသွားနာဟုတ်တယ်ကြာတော့ဒီအေး short စီနော်ဟုတ်တယ်ကူကြီး short စီနော်အတူတူ slide စီနော်ဟောတတရင်စီမှာလားဖေရင်စီရမှာဟောဟုတ်โอเคနောက်ပြန်စီရရောက်ပါဟိုနားနေရအောင်အေးဟုတ်ပြီနောက်ပြန်
ဂျပန်ဂါးတန်းကိုရောက်ပါပြီခင်ဗျာဂျပန်နိုင်ငံကိုခဏလဲသွားကြမယ်လိုက်ခဲ့ပါခုပဲဒီကိုရောက်ပါဗောနော်ဒီထဲမှာပါပန်းညံကြီးကျဲလုံးလို့အစအဆုံးမရှိပါဘူးကဲဒီနေ့ကတော့ဒီလောက်ပါပဲအများကြီးတော့မကြည့်ဘူးပါဘူးကြည့်စရာရောအများကြီးရှင်းတာမယ်ချိန်သိများလို့အဲ့လောက်ပဲနော်